ရှင်မတွေဆိုတာအိမ်မှုကိစ္စတွေနဲ့တိတ်ကိုအလုပ်များပါတယ် ခုတော့ channel မှာ boutique ခန်းလေးတော့ခုလာအောင်မယ်နော်ဒီနေ့အတွတ်မြုပ်လေးခူတာတော့မနေ့ကကဘာရှော့မီနီမားကတ်ကအသစ်စားငပိရေချိုးလေးဝယ်ထားလို့ပါရှင်ကဘာရှော့မီနီမားကတ်မှာငပိရေဆိုရင်လည်းအမှတ်တစိမ့်မျိုးစုံကိုဝယ်ရရှိနိုင်ပါတယ်ရှင်ကဘာရှော့မှာတွေ့ရခြင်းနဲ့ဆိုရင်တော့ကဘာရှော့ website ကတစ်ဆင့်ဝယ်အားပေးလို့ရတယ်လို့ local ဆိုင်လေးဖြစ်တဲ့ Indiana State Indianapolis မြို့ local mini market မှာလည်းကိုယ်တိုင်ကိုကျတားဝယ်အားပေးလို့ရပါတယ်ရှင်ကဲဒါဆိုရင်ငပိရည်နဲ့တို့စရာလေးလည်းထမင်းဝိုင်းပြင်ပြီဆိုတော့တကယ်ချင်းတို့လည်းလာစားဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ရှင်ကဘာ shop ကနေမှာယူရတာလွယ်ကူပါတယ်ကဘာ shop.com ကို Google မှာရိုက်ထည့်ပြီးရှာလိုက်ပါပစ္စည်းမျိုးစားပေါင်းများစွာတွေကမိမိလိုချင်တာကိုလိုက်ရှာပါမိမိမှာယူခြင်းတဲ့ပစ္စည်းတွေကို add to cart လေးလုပ်ပြီး checkout လေးကိုနှိပ်ပါဆက်သွယ်ရမယ့် email, phone number နေရာလိပ်စာအချက်အလက်လေးတွေကိုဖြည့်ပေးလိုက်ပြီးတော့မှာယူလို့ရပါပြီကဘာ shop မြမအနံ့မြမအရသာ